အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ review လုပ်ပေးပါမယ်နော်ဘာဟာတာလေးလဲဆိုတော့ကျွန်တော်တို့တူတူပေါ့နော်ကြည့်လိုက်ရအောင်အားလုံး let's go ချေပြောမင်းအဲ့ညလေးရီထားပြီးတိုင်းမဟုတ်လားဟုတ်တယ်ဟုတ်တေးကြောင်ရီရတယ်ပတ်စံကနေ့လေးတစ်ခါညတစ်ခါဟုတ်တေးကြောင်တော်ကြောင်လို့ရှိရင်ကက်ပြီးတော့20 21 19လို့ဖြစ်နေဘာလို့လဲမောင်းမမေးကြည့်တာသိကြည့်တာပါကွာနေ့ရက်တခါအားလိုက်ပြောရတာပတ်စံရီရတယ်မျိုးသူ့ပြောရတယ်မျိုးမောတာဟောအေးတော့ကဲတော့မောလာတော့ရှိပတ်စံကြီးတော့မောတယ်လို့ပြောမင်းတယောက်ပဲရှိတယ်နော်ကဘာမှာပတ်စံရီအောင်မမောတာအဲ့လိုမျိုးလိုက်ပြောပြလိုက်ပြီးတော့လေပြောနေလို့ဖြည့်ရှင်းရတာမောတာအော်ကျွန်မကိုလိုကြီးရဲဆိုလို့ရှိရင်အော်ဟိုမှာပတ်စံကြီးနေတယ်ပေါ့ရပြီလားဒီမှာမငါကြည့်တာပါမင်းညလည်းတစ်ခါရီလို့လေဒါဆန်ရောက်ရင်မင်းတစ်ခါရီညနေကြတယ်မင်းတစ်ခါရီအောင်မှာကားပေါ်မှာတော့မရှိဘူးအဲ့ဒါကြီးတယ်ဟိုတနေ့ရတယ်မရှိဘူးကားပေါ်မှာအဲ့ဒါကြီးအဖိုးစကားအားပြောပါဗျာနော်မရှိဘူးကားပေါ်မှာတော်ပြောတော့ပြောတာတရက်3ချိန်ကြီးရကဲအဲ့ဒါကြီးအဲ့မှာပြီးနေ3ချိန်นี่นะ